ကျေးလက်နေပြည်သူများနဲ့နောင်နာဂတ်မျိုးဆက်တဲ့လူငယ်များစာပေကိုတန်ဖိုးထားလေးစားပြီးဗဟုသုတကြွယ်ဝပြည့်စုံစေဖို့အတွက်မြန်မာနိုင်ငံစာရေးဆရာများအသင်းမှနိုင်ငံကျော်စာရေးဆရာကြီးများကစာပေဟောပြောပွဲအပြင်စာအုပ်ထူထမ်းပွဲကိုမွန်ပြည်နယ်ရေးမြို့နယ်လက်မိုင်းမြို့နယ်ကွယ်ကော့ဒိုစံပြကျေးရွာရှိအခြေခံပညာထက်တန်းကျောင်းခွဲမှာကျင်းပပြုလုပ်ခဲ့တဲ့တဲ့ရင်ကိုမြန်မာရုပ်မြင်သံကြားရန်ကုန်မြို့မှအခုလိုပေးပို့ထားပါတယ်ရှင်လူသားတွေဟာနေ့စဉ်လူနေမှုဘဝမှာဖြတ်သန်းနေရပေမဲ့လည်းအတွေးခေါ်ဗဟုသုတများရရှိဖို့အတွက်စာအုပ်စာပေများကိုလေ့လာဖတ်ရှုဖို့လိုအပ်ပါတယ်။ဒေသခံပြည်သူများစာပေဗဟုသုတကြွယ်ဝပြီးအတွေးခေါ်ကောင်းများရရှိစေဖို့အတွက်လူငယ်များဖြင့်ဖွဲ့စည်းထားတဲ့မွန်ပြည်နယ်ရေးမြို့နယ်လမိုင်းမြို့နယ်ကွယ်ကော့ဒိုစံမြကျေးရွာရှိလူငယ်စာကြည့်တိုက်ကိုတည်ထောင်နိုင်ခဲ့တယ်လို့စာကြည့်တိုက်အတွက်လိုအပ်လျက်ရှိနေတဲ့တုတရတစုံလင်းတဲ့စာအုပ်စာပေများကိုအလူရှင်များမှလှူဒန်းပေးကြတယ်လို့လူငယ်စာကြည့်တိုက်မှတာဝန်ရှိသူကအခုလိုပြောပြခဲ့ပါတယ်။ကလေးတွေရဲ့အနာဂတ်လေးတွေသူတို့ရဲ့ဒီစာပေနဲ့ပတ်သက်လို့ရှိရင်စာပေနဲ့မကင်းကွာရအောင်ဒါကျွန်တော်ရဲ့စေတနာရဲ့စာရေးတိုက်ရဲ့ရေရှည်တည်တတ်ဖို့ဒီထက်ပိုပြီးတော့စာအုပ်စာပေပြည့်စုံလာကျွန်တော်တို့အလှူရှင်တွေအများအားလိုအပ်နေပါတယ်စာပေပညာရှင်များမှလည်းကျေးရွာအတွင်းစာကြည့်တိုက်ဖွင့်လှစ်ထားရှိမှုနဲ့ရေရှည်တည်တံ့ဖို့အတွက်ကိုအခုလိုပြောပြပေးခဲ့ပါတယ်။စာကြည့်တိုက်တစ်ခုမှာသူအစာအုပ်လည်းလိုတယ်။စာအုပ်လည်းလိုတယ်။ဆိုတော့ဥချူတီကစာအုပ်တွေကျွန်တော်နဲ့အတူတူပဲစာအုပ်ဆိုင်တွေသွားပြီးတော့လူငယ်တွေနဲ့တင်တော်တဲ့စာအုပ်တွေနောက်ဒီဘာသာရပ်တွေပေါ့နော်။တမိုင်းနဲ့ဆိုင်နေဟာတွေကိုတိုင်းပြည်လူမျိုးကြိုးရှိမဲ့ဟာတွေဒါစာအုပ်ကျွန်တော်တို့ကိုယ်တိုင်ရွေးချယ်ဝယ်ပြီးတော့လူတန်းတာပေါ့နော်။စာကြည့်တိုက်ကလေးကလည်းဆက်လက်ပြီးတော့စာအုပ်လည်းကောင်းတယ်စာအုပ်တွေလည်းများတယ်နောက်အပေးတဲ့လူငယ်တွေလည်းများတယ်ဆိုတော့ဒါရှင်းသမ်းမဲ့စာကြည့်တိုက်ကလေးတစ်ခုပါပဲ။သူကဖတ်ချင်တဲ့လူများဟုတ်လို့တယ်။လူဖတ်ချင်အောင်လည်းဒါကျွန်တော်တို့တောင်းအောင်ပဲ။စာဖတ်သူတွေများအောင်စာဖတ်ခြင်းစိတ်ရှိအောင်ကိုဆရာနွန်ကြတိုင်းနဲ့ကျွန်တော်နဲ့လာပြီးတော့စာဖတ်သူတို့ဝါးရေးပေါ့။ဒါကိုလှုပ်ဆောင်စီအောင်တဲ့အနေနဲ့ဟောပြောမှာဖြစ်ပါတယ်။စာရေးဖောင်ဒေးရှင်းနဲ့ပူးပေါင်းပြီးတော့မြန်မာနိုင်ငံစာရေးဆရာအသင်းကလည်းလိုအပ်တဲ့အချက်လက်တွေကူညီပြီးတော့မြန်မာတနိုင်ငံလုံးမှာစာကြည့်တွေတည်ထောင်နေအဲ့စာကြည့်တွေဖွံ့ဖြိုးတိုးတက်အောင်ဆရာတို့ဟောပြောပွဲတွေလိုက်လုပ်တယ်။အဲ့ဒီစာကြည့်တွေမှာဖတ်မဲ့ကလေးတွေကစာပတ်တာကိုတကယ်ကိုအယူဆွဲနေတဲ့ဝါသနာတရားမျိုးဖြစ်လာအောင်လို့စာပတ်ရှင်မြင့်တင်ရေးဆိုတာလုပ်တယ်။အခုဟောပြောပွဲတွေမှာအဓိကထားပြောမှာတော့လူငယ်တွေစာတက်ရေးနဲ့စာဖတ်ရေးပဲပြီးတော့စာကြည့်ထိန်းသိမ်းဆောင်ရှောက်ရေးပေါ့အဲ့ဒါကနိုင်ငံမှာမရှိမဖြစ်လိုအပ်နေတယ်လို့ထင်တယ်မြို့နယ်တွေရက်ရွာတွေကလည်းစာကြည့်ကိုတိဆောက်ပါထိန်းသိမ်းမှုလေလူငယ်တွေကတာဝန်ယူပါအရှိသဖြင့်တည်တောင်းကိုလုပ်နိုင်မှုကြိုးစားပါလို့စက်အနေနဲ့တော့နိဗ္ဗာန်ဆိုလှုပ်ချင်တာပါကော့ဒိုစံမြကျေးရွာရှိအခြေခံပညာအထက်တန်းကျောင်းကွင်းမှာမြန်မာနိုင်ငံစာရေးဆရာများအသင်းမှစာရေးဆရာကြီးများရဲ့စာပေဟောပြောပွဲကိုလည်းကျင်းပခဲ့ပါတယ်။စာပေဟောပြောပွဲကြောင့်ဗဟုသုတများရရှိသွားကြတဲ့ကျောင်းသားကလည်းအခုလိုပြောပါတယ်။အားလည်းရမှာဆိုလို့ရှိရင်စာကြည့်တိုက်ကိုတွားပြီးတော့စာပေများဖတ်ပြီးတော့အသိပညာတွေရယူပါမယ်။အခုလိုနိုင်ငံကျော်စာရေးဆရာတွေအခုလိုလာဟောပြောပေးတော့တာတို့မျိုးဆက်တဲ့လူငယ်တွေအတွက်အသိပညာအများကြီးရရှိမယ်လို့တာထင်ပါတယ်အလူရှင်များမှာကျေးရွာအတင်စာပေဟောပြောပွဲများနဲ့တုတရတစုံလင်းတဲ့စာအုပ်စာပေများကိုလူဒန်းပေးခဲ့တယ်လို့ကျေးလက်နေပြည်သူများအနေနဲ့လည်းစာပေကိုချစ်မြတ်နိုးပြီးလေ့လာဖတ်ရှုခြင်းအပြင်ဗဟုသုတအတွေ့အခေါ်ကောင်းများကိုရရှိစေမှာဖြစ်ပါတယ်။ဒီသတင်းကိုမြန်မာရုပ်မြင်သံကြားရန်ကုန်သတင်းဌာနမှပေးပို့တာဖြစ်ပါတယ်။